မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်လေးဟာနည်းနည်းလေးပဲကြံတော့တယ်မကြခင်ချုပ်တော့ဘာနဲ့ဥပမာတူတော့ဆိုနေဝင်ချိန်ရောက်နေပြီသွားရမယ့်ခရီးကလည်းဝေးသေးတယ်နေကလည်းဝင်တော့မယ်ဆိုတဲ့အနေအထားမျိုးရောက်နော်နေမဝင်ခင်ခရီးကိုပေါက်အောင်သွားရင်သွားမသွားလို့နေဝင်သွားလို့ရှင်အန္တရာယ်ပြောင်းတဲ့လမ်းခရီးဘယ်သူမှသွားလို့မရတော့ဘူးပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ဟာလည်းအလုံးကိုအနည်းငယ်များသာကြံတော်တယ်လို့အကယ်၍သာဘုရားရဲ့အဆုံးအမလွဲချော်သွားပြီဆိုလို့ရှင်ဘာဖြစ်နိုင်တယ်လဲအဆုံးအမဩဝါဒမရတဲ့ဘဝအဆုံးအမဩဝါဒတွေကိုနာယူမှတ်သားကျင့်ကြံပွားများခြင်းမရှိနိုင်တဲ့ဘဝမှာဘာတွေဖြစ်နိုင်တယ်လဲလောကကြီးရဲ့အခြေအနေကိုကဲခတ်ပြီးတော့ဩဝါဒပေးတဲ့အခါနိပတန္တိခဏတိတာနော်အနန္တိဒုက္ခတာဂရေတကယ်ကိုအခွင့်ကောင်းကြီးကိုလွန်မြောက်အခွင့်ကောင်းကြီးကိုမရလိုက်ဖဲနဲ့လွဲချော်သွားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဆုံးစမရှိတဲ့ဒုက္ခပင်လယ်ကြီးထဲမှာနစ်မြုပ်သွားကြမှာဖြစ်တယ်ဆိုလိုတာကဒုက္ခတွေနစ်မောနေတယ်ဆိုတာဒုက္ခကယုံမထွက်နိုင်တဲ့အနေအထားမျိုးဖြစ်တာကိုပြောတာနော်